လောကကြီးတစ်ခုလုံးဟာပျော်စရာမကောင်းဘူးဆိုတဲ့အတွေးကိုတွေးပါလောကလူတွေကတော့ပျော်စရာတွေကြီးပဲတွေးတယ်နော်ပျော်စရာမကောင်းဘူးဆိုတာမတွေးဘူးပျော်စရာကောင်းတာတွေကြီးပဲတွေးတယ်ဒီနားမပျော်ရင်ဟိုနားသွားမယ်နော်ကိုမျိုးတဲ့နေရာရင်ပြင်းလို့ရှိရင်ဟိုကဝေဆောင်တို့ဘာတို့ရွှေတောင်တို့သွားလိုက်မယ်ပေါ့အဲ့တော့အပန်းဖြေတယ်ဆိုတဲ့နာမည်နဲ့သွားတာပေါ့အဲ့ကြောင့်အဲ့တော့မြတ်စွာဘုရားကအေးအဲ့ဒါလို့မဟုတ်ဘူးသဗ္ဗလောကေအနဘိရတတင်ညာလောကကြီးတစ်ခုလုံးဟာပျော်စရာမကောင်းဘူးဆိုတဲ့အတွေးလေးကိုတွေးပြပါစိတ်ပြည့်ဖို့တွေးခိုင်းတာမဟုတ်ဘူးတဲ့ဘာဖြစ်လို့တွေးခိုင်းတာတော့ဆိုတော့လောကရဲ့အဆန်းတကျအရာဒီပေါ်မှာလူတွေဟာစိတ်ကအမြဲတမ်းဝင်စားပြီးတော့နေတော့တွေ့တာမဲမောမှုလောကကြီးထဲမှာပျော်စရာတွေရှာပြီးတော့အပျော်ကြီးပဲလိုက်ပြီးတော့ကြည်နေတာ